ရေနွေးချမ်းပြိတ္တချင်းများအားလုံးမင်္ဂလာပါရှင်။နေ့ကတော့မိုးရာသီဆိုတော့ဘယ်မှမသွားဖြစ်ပဲအိမ်မှာပဲနေနေရတာကြာလာတော့ခီးလေးသွားချင်လာတာနဲ့တိတ်လည်းမဝေးဘာချက်လေးစိတ်ဖြစ်တဲ့ရန်ကုန်နဲ့အနီးဆုံးကန်ကြီးဆိုင်တန်းကိုတွားရောက်လည်းပဲဖြစ်ခဲ့ပါတယ်။နှင်းတို့ကဒလဘက်ကိုမော်လင်ကန်နာကနေပြီးတော့ဆက်နေကူတယ်ပေါ့နော်။ဇက်ပေါ်မှာလည်းလေကောင်းလေးတန်းရှင်ရင်းနဲ့တပ်ပုံလေးတွေရိုက်ခဲ့ပါသေးတယ်။ဒလကနေဆိုင်တန်းကန်ကြီးကိုတနာရီကြော်လောက်ကားမောင်းခဲ့ရတယ်ပေါ့နော်။နဲ့တစ်ချောင်းလုံးနဲ့လေကွင်းတွေကမိုးရာသီဖြစ်တာမိုးစိမ့်ဆိုးပြီးအရန်ကိုလှပနေရကိုခံစားခဲ့ရပါသေးတယ်။ကဲရောက်ပါပြီရှင်။ကိုရီးယားမဆုံစမ်းပဲသွားတာဆိုတော့ရောက်တဲ့အချိန်မှာရေကမတက်သေးဘူးပေါ့နော်။အဲဒါကြောင့်အစားအသောက်တွေကိုအရင်အဝစားပါတော့တယ်။နတနာဦးမနဲ့ပင်လယ်စာတွေကတော့ဒီကန်းကြီးရဲ့နာမည်ကြီးပေါ့နော်။ရေကလားပြင်းနဲ့လားကွယ်ရက်တွေမှာလားမြမြတက်တယ်ဆော့ဆော့တက်တယ်လို့သိရတော့ရေဆော့ကျင်နေဆိုရင်လားပြင်းလားကွယ်ရက်တွေမှာသွားဖို့အကြံပေးပါရစေနော်။နင်းတို့ကတော့ဈာရက်ကြီးကိုမရှိမဲ့ရေကိုမရမကဆော့ခဲ့ပါသေးတယ်။ကဲမိုးရမှာနီးနားနားသွားပြီးနှိမ့်စင်းပန်အပန်းဖြေလို့ရတဲ့ဒီစိန်တန်းကန်ကြီးလေးကိုသွားရအောင်အပန်းဖြေကြည့်ဖို့အကြံပြုလိုက်ပါရနော်။ရေနွေးချမ်းပြည့်တဲ့ခြင်းများအားလုံးနေကောင်းကျန်းမာပေးခြင်းကြပါစေရှင်။